ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Manchester United နဲ့ Wolverhampton တို့ရဲ့ Premier League Round 90ပွဲစဉ်ကိုဘောလုံးပွဲကြည့်မှာဖြစ်ပါတယ် Manchester United ကလည်းအမှားရမရှိသေးချာလေး defend လုပ်ရင်းသားနေပြီး position ကိုပြန်တဲဖို့ကြိုးစားနေမြလူ short ကြောက်ဆိုဆွဲယူလာခဲ့ပြီတောင်မှရှိရ Matheus Cunha မို့ကျွန်တော်ဒိုကူရှိကိုမျိုးပေးထားသေးတယ်ဒိုကူလှလှပပနဲ့ပဲကောင်းတယ်မြတ်ဖြတ်တင်ပေါ်တော်တော်လေးကိုပါစင်တော်တော်လေးကိုကောင်းတယ်မြတ် Sheshko ပြန်လိုက်ထားသေးတယ် Sheshko body နဲ့ကာပြီးရထားသေးတယ် Sheshko လန့်ထည့်ထားတယ်အိုးကောင်းတယ် Sheshko ကောင်းတယ်နည်းနည်းဟူဗာနဲ့ဖြတ်တယ်ပေါ်ပေးထားသေးတယ်ဟူဗာဟန်တန် when he challenge ထည့်ထားတယ်အိုးရှိတော်သေးတော့ကွာမင်းထောင်းခံသွားလို့ပြောင်းကြီး right wing ကိုမင်းဟွာထားမှာကွာဒူကူမင်းဒူကူကကောင်းတယ်ဟိုကနျူကာဆယ်နဲ့ပွဲတော့ right wing ဆော့သွားတာ okay ကောင်းတယ်မြစစ်ကောင်းတယ်မြ1 2 3နဲ့မယ်အော် Sheshko ကျွန်တော်နည်းငယ်ဘောသားများပြီးတော့ပဲဟူဗာဟန်တန်တော့ကြောက်ဆိုတက်စစ်တိုက်စစ်ပြန်လဲဆင်လာခဲ့ပြန်ပြီကောင်းတယ်ဒီကိုတက်လို့ဖြတ်လို့ထားငါတို့ကောင်နေမင်းတလုံးဆိုတလုံးကွာသိလားမင်းပါစင်မှားတာနဲ့ဟိုကောင်နေမင်းတောက်လျှောက်တိုက်တာကွာသိလားကောင်တာချက်ချင်းပေးရတာတကယ်ကောင်တာတိုက်ပြီဆိုနောက်မှာဘက်က3ယောက်ပဲရှိရောကျွန်တော်အဲ့ဒါကြီးမဟုတ်သေးဘူးကွာသိလားဒိုကူရှိကိုမျောတင်ပေးထားသေးတယ်ဟုတ်ပဲကျွန်တော်တော့ကြောက်ဆိုတိုက်စစ်ဆင်လာခဲ့ပြန်ပြီမြဝိုင်းချန်တယောက်ကိုအော်ကောင်းလိုက်တာကွာ Ethan Heaven ကောင်းလိုက်တာကျွန်တော်လုံးဝကို Ethan Heaven ကိုမကြောက်မြ Ethan Heaven ပြီးပါပါစင်ထွက်ပါ Ethan Okay စစ်စီအိုးစစ်စီခိုးခဲ့ပြီခင်ဗျာကောင်းမလို့မဲစစ်စီကျွန်တော်တို့ pressure နဲ့အောင်ခံပြီးတော့လုံးဝကိုပဲကျွန်တော်တို့လှည့်ထွက်လာပြီးတော့2ယောက်3ယောက်ဂျားတွေကနေပြီးတော့လှမ်းထည့်လိုက်ပြီးတော့ deflect နဲ့ပဲကျွန်တော်တို့ Manchester United ကတော့ဦးဆောင်ကိုတကူရရှိသွားခဲ့မြာငါတို့ကောင်းလိုက်တာကွာမင်းကလည်း Ethan Heaven ကောင်းသွားတာ Sheshko ကောင်းလိုက်တာကွာ Sheshko မင်းနောက်ပုံလေးချပေးလိုက်ကိုညာခေါင်းကြီးနဲ့ဘာလို့လဲကိုညာရထားသေးတယ်ကိုညာရထားသေးတယ်မြဇီပဲရှိကိုထိုးပေးထားသေးတယ်ဒိုကူအဲ့ကွက်ကိုဒီကောင်လေးစောင့်နေတာကွာသိလားအဲ့ကွက်ကိုစောင့်နေတာဝူကိုကျွန်တော်ဟိုကွာနော်ဒီဘက်မှာဝူကနောက်တန်းကြီးကစုပုံပြီးကာနေလို့ကျွန်တော်လူခေါ်တာကွာခေါ်ပြီးတော့ကိုသမား lemons ကိုပြီးပြီးတော့သူတို့ဖြတ်တင်မပေးတာ Sheshko ရဲ့မှာဒီပေါ့နော်အရက်ကိုအသုံးချမှာကွာ Sheshko ရဲ့မှာဒီ fast step ကိုအသုံးချမှာဟုတ်ပါပြီဥကန်တီးကဟုတ်တယ်အောင် pass ကဟုတ်တယ်ဟေးSheshko ရဟုတ်လိုက်လားငါလုံးကထွက်သွားတာဟုတ်လားကြီးဒိုကူရထားသေးတယ်ကျွန်တော်တို့ကောင်းမလို့ဒိုကူရှိကိုဖြတ်တော့မပေးထားသေးတယ် Sheshko ကောင်းတိုက်တယ်အိုးကောင်းတယ် Sheshko nice ဂျန်ဘင်းကကြောက်လိုက်တာကွာမင်းကြီးစမ်းရှေ့ပဲကျွန်တော်တို့ဂိုးရှေ့ပဲဖြတ်တယ်မပေးထားသေးတယ်ခေါင်းတိုက်ထားသေးတယ်ဘူဘာနဲ့ခြေထဲမှာ penalty မပေးရသေးဘူးနော်ဝိုင်းချဲလက်ထည့်ထားတယ်ငါကြီးဝိုင်းကက်ကကလည်းကွာငါလို့တယ်မှာကြီးငါတို့တိုက်စစ်တွေမှာဆိုးလာရမှန်းနေဒီကောင်ကပိုးဆိုးပါဟာOkay စီပြေးကိုညာပြေးစမ်းOkay ဒိုကူပြေးစမ်းပြေးအောက်မှာ Sheshko ပါတွေ့လားထောင်းနဲ့အိုးယောင်ကြီးဒိုကူဖဲ့ထည့်လိုက်တာယောင်ကြီးဟုတ်တယ်မင်းဘယ်တန်ကြီးငါကောင်ရဒိုကူကအဲ့ဒါချူးရမှာအဲ့လုံးကဘယ်ဆိုင်ကြီးအဲ့ကြောင့် right wing ထားခိုင်းတာသိလားမင်းဒိုကူကအဲ့လိုမျိုးဟာချိုးကန်လို့ရတယ်ကွာအခုကဘယ်တန်ကြီးဖြစ်နေလို့လက်ဝင်းကဘလို့မှချိုးကန်မရတော့ကောင် Manchester United လူ short ကန်တင်ထားသေးတယ်လူကြီးပဲSheshko ဂျန်မီကိုရှိုးတဲ့ရောက်နေငါတို့တိုင်းမှန်လာပြီSheshko ဂျန်မီကိုရှိုးတဲ့ရောက်လူကြီးတက်ရတာရောက်ဂျန်မီကိုရှိုးရောက်ငါလုံးမင်းတထောင်လောက်ထွက်နေတယ်ဟူဘာအန်တန်ပဲကျွန်တော်ကွင်းလေးရနဲ့တောက်ရောက်ဆိုလို့ပဲကျွန်တော်အခြေဆက်မိမိနဲ့ရှေ့ကိုမျောပေးထားသေးတယ်ဟူဘာအန်တန်ပဲကျွန်တော်14ရထားသေးတယ်ဟူဘာနဲ့ဒီကောင်ကန်ဆိုင်လို့ကန်မှာနော်ရှေ့ကိုချိုးပေးထားသေးဟူဘာအန်တန်လာမစ်ကိုလုံးမကောင်းလိုက်တာကွာလမန်းရငါလုံးမကောင်းတာကွာလှမ်းပြီးထည့်ထားသေးတယ် lemons ကျေးဇူးတင်တယ်ရောက်ရေး lemons ကြီးကျေးဇူးတင်ပါတယ်အားလုံးကောင်းတာကွာ lemons တောင်းကမှကျွန်တော်ဥပါဒန်ကန်မယ်ခင်ဗျာဥပါဒန်တောင်းကမှကန်နေထားတယ်ဇေစီခေါင်းဖြက်ခေါင်းကသွားပါပြီကွာလူတယ်မှာကွာအဲ့ဒါကြီးပြောတာHeaven လူမှန်လားမြကစီမဲရိုပြန်လေရထားသေးတယ်ကစီမဲရိုရှိကိုမြစ်တယ်မပေးထားသေးတယ် Sheshko Sheshko အတိတ်တက်အနေလေကွာတယောက်တည်းလေကွာ Sheshko ရဲ့မင်းကဂိုးကန်ကိုခေးနေတာရောက်ကြီးကောင်းလိုက်တာကွာကစီငါလို့ပလစ်ချပေးတာကြည့်လိုက်ပါခေါင်းမတိုက်ပဲနဲ့ကွာမင်းခြေတော်လေးနဲ့ချင်းကိုလေးနဲ့မင်းပတ်သွင်းတော့ရပါတယ်ကွာ Sheshko ရဘူဘာတယ်မဲရှေ့ကိုဖြတ်တယ်မောထပ်ပေးထားသေးတယ်ခေါင်းတိုက်ဖြတ်ထုတ်ထားသေးတယ်ရှင်းအင်းဟဲပဲရှင်းမတော်သေးတော့ပေါ့ကွာ
တော်သေးရဟဲ့အောင်ကြီးငါတို့မကုံတော့မှာဟဲ့အောင်ကြီးတော်ကိုသမားကောင်းလို့တော့ကွာလက်မန်းကောင်းလို့တာပဲဟဲ့လူလျှော့မျောမသွားသေးနဲ့ဟဲ့ရတယ်ငါတို့ရတယ်အိုးတော်သေးရဟဲ့အောင်ကြီးမင်းငါကာလိုက်နိုင်နေမှတာဟဲ့အောင်ကြီးမကာလိုက်နိုင်ဘူးโอเคရှစ်ကိုကိုညာပေးထားတယ်ကိုညာတိတ်မကင်နဲ့နော်မင်းကင်မင်းနာမှာနော်ရထားသေးတယ်ကိုညာကောင်းတယ်ခင်ဗျကိုညာကစီမဲလို့မထဲနဲ့โอเคရှစ်ကိုကောင်းသေးတယ်ထဲနဲ့ yes whatလူကျနာလားမလုပ်ပါနဲ့ကွာကျုံနေကွာလူကြီးကွာကျုံနေတာပြီးပါကွာမိုက်တွေတော့ပြုတ်ကြတယ်ကွာဒိုင်လူကြီးကဖယ်စမ်းမှာကွာရေးတဲ့ငါလေး तू ကစကေးလာပြနေရေးတဲ့ဘောလုံး6ဒီပါရင်တော့တင်းနေသေးတယ်ဖယ်စမ်းမှာကွာရေးတယ်ပွဲတော့ပြီးသွားခဲ့မြတ်မန်ချက်စတာနဲ့ကျွန်တော်ဝူဗာဟန်တန်တို့ရဲ့ပရီးမီးယားလိရောင်း90ပွဲစဉ်ကတော့ကျွန်တော်တို့ 1-1 ဆိုတဲ့တေးရလက်နဲ့ပဲကျွန်တော်တို့ပြီးဆုံးသွားခဲ့မြတ်တော်တော်လေးကိုစိုးတဲ့ရလက်ပါတော်တော်လေးကိုမန်ချက်စတာနဲ့တက်စိုးတဲ့ရလက်ပါအစားသားရကျွန်တော်တို့အသာသေးဆောက်ခံရတယ်ကျွန်တော်တို့အခွင့်အရေးတွေရခဲ့ပေမဲ့လည်းကျွန်တော်တို့အသုံးမချနိုင်ခဲ့ပဲနဲ့တေးရလက်နဲ့လာကျွန်တော်တို့ကျင်နေခဲ့ရတာမြတ်ကြီးရွာပဲကြောက်ချင်းစီအောင်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်